နိဗ္ဗာန်ဆိုတာဘုံဌာနကြီးတစ်ခုလည်းမဟုတ်ပါဘူးနိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့ရှင်းမဲ့ဆိုလို့ရှိရင်လူချင်းမှုတွေတွေ့တာမှုတွေတက်မဲ့မှုတွေအားလုံးအဆုံးသတ်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တော့ပါဒါမို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဝါနာဆိုတာကံနဲ့အကျိုးတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခုတွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာအစစ်စမပြတ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင်လူချင်းမှုတွေတတ်မဲ့မှုတွေတွေ့တာမှုတွေတဏှာလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ်အဲ့ဒီတဏှာလောဘတွေကိုချုပ်ငြိမ်းသောအောင်ဆုံးသက်နိုင်တဲ့အဆင့်ဟာနိဗ္ဗာန်ပဲဖြစ်တယ်ဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အဓိပ္ပာယ်ပဲနော်နောက်မိကွန်းတစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့မိကွန်းကတော့နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေဘဝဒုက္ခတွေကြုံတွေ့နေမှာဖြစ်တယ်အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုရချင်တယ်ဆိုရင်တော့ဒါနိဗ္ဗာန်ရောက်အောင်ကြိုးစားရမှာဖြစ်တယ်ဒါကြောင့်ကြိုးစားသင့်တယ်ဒုက္ခအဆုံးသတ်ဖို့အတွက်နိဗ္ဗာန်ရောက်အောင်ကြိုးစားနိဗ္ဗာန်ရောက်မှဆင်းရဲဒုက္ခမှန်သမျှအဆုံးသတ်မှာဖြစ်တယ်ဒါကြောင့်မို့လို့ဆင်းရဲဒုက္ခကိုကြောက်သူတိုင်းရှင်မုန်းသူတိုင်းဟာနိဗ္ဗာန်ရောက်အောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော်နိဗ္ဗာန်ဆိုတာလူငယ်တွေနားလည်အောင်ရှင်းပြမိတ်ကြားပေးပါလို့ဆိုနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆန်းစားရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွား